အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တင်ဆက်ပေးခြင်းတဲ့အချစ်ဝတ္ထုလေးကတော့မရနိုင်သောမိုးဆိုတဲ့အချစ်ဝတ္ထုလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်နေ့စဉ်ဇလံအသစ်တွေကိုတင်ဆက်ပေးမှာဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးဖို့တောင်းဆိုပါတယ်ကဲဒါဆိုရင်ဇလံလေးကိုစလိုက်ကြရအောင်ရှင်ကိုကုန်းသည်လောကကြီးကိုစိတ်နာသည်သူ့ဘဝကိုလည်းသူ့မကြည့်နဲ့သူ့တစ်ပါးနေပုံထိုင်ပုံကိုလည်းမကြည့်နဲ့ထို့ကြောင့်လည်းယခုအိမ်မှထွက်လာပြီလျင်လူတန်သူတန်မကြားရသည်မြို့စုံမြို့ဖြာတောတန်းကလေးတွင်ဟိုဟိုတီတီလမ်းလျှောက်နေသည်သူသိကြီးမခံနိုင်သောအကြောင်းတစ်ခုရှိသည်ထို့ကြောင့်ငါမခံဘူးဟုတယောက်တည်းမြေတုံတောက်တီနေလေသည်ကိုကုန်း၏ရုပ်ရည်ရုပ်ပကမှာမြုပ်ဝန်းနှက်သည်နှကမ်းမွေးထိုသည်မေးစိနှစ်ထပ်ရှိသည်လူပလန်ကလေးတဦးဖြစ်တော်လဲလမ်းသွားရ၌မိမိကိုကိုမိမိမက်၍သွားတရအိမ်တော်မကြမီကဆိုရင်သူ့ယူမိမိမကသူ့ကိုစစ်သွေးစစ်မှန်ပါတော်သူဟူ၍ပင်ဆိုသည်ထိုမိမနှင့်ညာသောအခါမိမကသူ့ယောက်ျားကိုဘိုးသည်ပတ်သည်နေရသည်စသဖြင့်အမျိုးမျိုးပြစ်တင်ပြောဆိုလေးရှိသည်ထိုနေ့ကလင်းမယားရန်ဖြစ်ကြသည်မှာမကြမ်းပုံကြောင့်ဖြစ်သည်မကြမ်းပုံကသူမိမ၏တငယ်ချင်းဖြစ်သည်မကြမ်းပုံသည်အားလက်သောနေကြီးရက်ကြီးများတွင်ကိုကုန်းကမဖိတ်ထားပဲနှင့်လာရောက်လေပတ်၍အတင်းစကားအပြင်းစကားပြောရင်ထမင်းဝင်စားတတ်သောသူဖြစ်သည်သူသည်တောက်တောက်ပပအယောင်ကိုနှစ်သက်တတ်သောမိန်းမစဖြစ်သည်ဟောင်းပါစကားပြောတတ်သည်ရဲစရာရှိရင်ကျဲလောင်မာလောင်ရေတတ်သည်ယခုတစ်စိမ်အိမ်လာလဲသည်တွင်သူကဲ့သို့ပင်ဟိတ်ကြီးဟန်ကြီးလှုပ်တတ်သောသူအဖော်ဆိုသူယောက်ျားတစ်ယောက်နှင့်အတူလာသည်ထမင်းစပွဲ၌ကိုကုန်းကအလိုမကျသောကြောင့်စကားမပြောဘဲထိုင်သည်သူမိန်းမမကြမ်းပုံနှင့်အဖော်တုံးသားကစကားကိုဖောင်းလောက်အောင်ကိုပြောနေကြသည်စကားပြောရုံနဲ့လည်းမပြီးအော်ကျဲနှင့်ရင်မောကြပြန်သည်ထိုမြအထိကိုကုန်းကတီးခံနိုင်ပါသေးသည်သို့သောထမင်းစားပြီးသောအခါမကြမ်းပုံသည်တန်းချောင်းတန်းကြားနှင့်တချင်းဆိုပါလေတော့သည်ထိုမြလောက်လွန်လာသောအခါစိတ်မရှိနိုင်တော့ခြင်းစူးစူးညံ့ညံ့အတန်ကိုအိမ်နီးပါချင်းများကြားမှဆိုရင်သည်လမ်းပေါ်၌တွာလာနေသောလူများလည်းကြားကုန်ကြလိမ့်မည်တရက်လုံးနားမခံသာဖြစ်လာလျင်ကိုကုန်းတို့အားလုံးနာမည်ပြက်မည်ထို့ကြောင့်ကိုကုန်းကနှုတ်ဆက်၍မနေနိုင်တော့ခြင်းထို့ကြောင့်ကိုကုန်းကတစုံတစ်ခုပြောလိုက်တော့သည်သို့သောမကြမ်းပုံကတချင်းကိုဆိုမြဲဆိုသည်ကိုကုန်း၏မိမကိုကကိုကုန်းအားရှင်ပါဖြစ်တာလေသူတစ်ပါးပြောပပနေတာကိုမကြည့်ချင်ဘူးလားဟုဆိုသည်အကြောင်းရှိလို့ပြောချင်းပါချင်းမျိုးကိုငါဘလို့မှမအောင်မိဘူးဒါပေမဲ့အခုဆူဆူညံ့ညံ့ကတော့မလွန်လုံးဘူးလားဟုပြန်ပြောသည်ထိုအခါမကြမ်းပုံကယခုကျမတချင်းဆိုတာဘာများလွန်လို့တော့တော်ဟုမေးရောသည်မကြမ်းပုံသည်ကလထိုင်မောထိုင်ရင်နှင့်ကလထိုင်ကိုနှဲ့သည်ကိုကုန်းကငါတော့ရန်ဖြစ်ရတော့မှာပဲဟုအောက်မေ့လိုက်သည်သို့တော်ကိုကုန်းသည်ကြောက်တတ်သူတယောက်ဖြစ်လေရာကြောက်တတ်သူတို့ဓမ္မတာပွင့်လင်းမပြောဝင်းစေထို့ကြောင့်ကလထိုင်ပေါ်မှာငြိမ်ထိုင်ရင်ကောင်းမယ်အမိရဲ့ခန္ဓာကိုယ်ကြီးကအလေးကြီးကလထိုင်ကမခံနိုင်ဘူးဟုဆိုလိုက်လေသည်မကြမ်းမုံကစိတ်ထလာပြီလျင်ကျမခန္ဓာကိုယ်လေးတာပေါ်တာကရှင်နဲ့ဘာဆိုင်လို့တော့ရှင်ကကျမတချင်းဆိုတာကိုကျမကွဲရမှာဘာတွေပြောနေတာလဲဟုထပ်မေးလိုက်သည်ထို့ပြင်မကြမ်းမုံ၏အဖော်ဆိုသူကလည်းယခုလိုအားလက်တဲ့ရက်တွေမှာပျော်ပျော်ပပနဲ့တချင်းဆိုတာကိုကိုကုန်းကမကြိုက်ဘူးမှတ်တယ်ဟုပြောကဝင်၍ဆွတ်သည်ထိုအဖော်ဆိုသူသည်ပလက်ကလထိုင်ပေါ်ဝဲအခန့်သာဆန်ကစီကရက်အငွေတစ်ထောင်ထောင်နှင့်တောင်းနေသည်သူကကိုကုန်းကိုဂယုနာတက်လီဟန်ဖြင့်ပြုံး၍ကြည့်သည်တချိန်တည်း၌ကိုကုန်း၏မိမကဟေ့ကြမ်းမုံသူကိုဂယုဆိုင်မနေနဲ့ညီဆိုမသာဆိုစမ်းဟုပြောလေတော့သည်အေးတွင်ကိုကုန်းကယောက်ျားဧည့်သည်မေးသည်ကိုပြန်ဖြေသည်ဟုတ်တယ်ကျုပ်မကြိုက်ဘူးဘာကြောင့်မကြိုက်တာလဲလို့မေးပြစေအောင်ဗျဧည့်သည်မစီကရက်တောက်တာအရသာရှိလာသည်ဟုအောက်မေနေပုံရသည်ယခုတဖက်သားနှင့်စကနိုင်လူ၏ပြောရမည်ဆိုရင်ပို၍အရသာရှိလိမ့်မည်ဟု၍လဲယူဆနေဟန်တူသည်ဧည့်သည်ကဘိမ့်ဘိမ့်ရှင်းရှင်းနှင့်အဝတ်စားကို
ဟန်ကြပန်ကြဝတ်စားထားသည်ရွှေလက်ပတ်ကျိုးရွှေကျဲသည်စာတီတို့ကိုပါဆင်းမြဲထားသောထိုယောက်ျားကိုကိုကွန်းကမင်းခမ်းမင်းသားတို့တရားမဲ့ပုတ်ကိုဟုအောက်မေ့လျက်ရှိတော်သည်ကိုကွန်းကဧည့်သည်အမိကိုပြန်ဖြေတော်သည်ဘာကြောင့်မကြိုက်တာလဲဆိုတော့ကျုံနဲ့မကြိုက်လို့မကြိုက်တာကျုပ်တို့ကအများနဲ့ဆက်ဆံနေရတဲ့ကုန်းတွေမင်းပြမခံနိုင်ဘူးရိုးရိုးတက်တန်ပြောတာရွှေနာကတော့ဇကားမှမစုံသေးခင်ကိုကွန်းရဲ့မိမကသူပြောလိုက်မှဖြင့်အများနဲ့ဆက်ဆံရတယ်အများနဲ့ဆက်ဆံရတယ်ဒီလိုကြီးပဲပြောတယ်ဒီလိုလုပ်ရမယ်ဒီလိုကိုင်းရမယ်သူအမြဲဩစာပေးတယ်စသဖြင့်မဲကရွေကကဲ့ရဲ့လေတော့သည်ထိုအခါကောက်ကွန်းကမင်းဟာအများနဲ့ဆက်ဆံရတယ်ဆိုတာကိုမင်းနားမလည်ဘူးလားမင်းငါကိုယူတာဘာလို့ဖို့ယူတာလုံးဟုမေးလေတော့သည်ထိုအခါမကျန်းမုံကတချင်းတစ်ပုတ်ကိုပါဇက်မှညီးသည်ကိုကိုမိမကလည်းရှင့်လိုလူမျိုးကိုတော့တွေ့မတွေ့ဘူးပါဘူးရှင်ဟာကြောက်နဲ့ညားပြီးတဲ့နောက်တမျိုးဖြစ်လာတယ်ဟုဆိုလေသည်မကျန်းမုံကနောက်ထပ်တချင်းညီးပြန်သည်ကိုကွန်းသည်ဒေါသမုံထား၍ထိုင်ရမှမတ်တက်ရက်လိုက်ပြီးလျင်ဟေ့မင်းဒီမှာကြည့်စမ်းငါဒါမျိုးကိုတင်းကြီးမခံနိုင်ဘူးကွာဟုဆိုပြီးထိုအခါပိမ့်ပိမ့်ရှိရှိဧည့်သည်ကထလာပြီးလျင်ရံမဖြစ်ကြပါနဲ့ဗျာဟုတတိပေးလိုက်သည်ထိုအခါကိုကွန်းကခမည်းကဘာမို့လို့လဲဟုဒေါသဖြင့်မေးလေသည်ဤဒီတွင်သူတို့အားလုံးတယောက်တစ်ပေါက်ပြောချင်ရပြောကြတော့သည်ပိမ့်ပိမ့်ရှိရှိဧည့်သည်ကသူသည်မကျန်းပုံနှင့်ဆိတ်ဆက်ထားသူဖြစ်သည်ဟု၍၎င်းမကျန်းပုံကိုမှဲ့တစ်ပေါက်မစွန်းစေရဟု၍၎င်းပြောဆိုလေသောကိုကွန်းကမှဲ့တစ်ပေါက်မစွန်းရအောင်အခြားနေရာသို့တွား၍လှုပ်ခြင်းသလိုလှုပ်နိုင်ကြောင်းသို့သောသူအိမ်မှာလူချင်းလာလှုပ်ဖို့မလိုကြောင်းခံ၍ပြောတော့သည်ကိုကိုမိမကမူကားမိမိအိမ်သို့အလေလာသောဧည့်သည်ကိုစော်ကားမော်ကားမပြုတ်တင်ကြောင်းစသဖြင့်မြည်တွန်းလေသည်ဤဒီတွင်ကိုကွန်းကအားလုံးကိုသူ့အိမ်မှနှင်ချလိုက်တော်သည်သို့တော်မြည်သူမှထွက်မသွားကြသေးထိုအခါသူကသူပင်လျင်အိမ်ပေါ်မှဆင်းမည်ဟုဆိုသည်ထို့နောက်ဒေါသဖြစ်လွန်လှ၍မျက်ရည်များပင်လဲလာပြီးလျင်အိမ်ထဲကိုခဏဝင်ကအပေါ်အင်းကြီးကိုကောက်ဝေးသည်မကျန်းမုံကနောက်ထပ်တချင်းတစ်ပုတ်ဖြင့်အိမ်ရှင်ကိုကွန်းကိုစော်ကားမော်ကားပြူပြန်သည်ကိုကွန်းလည်းဒေါသတကြီးဖြင့်တကားကိုစောက်ဖွင့်ရာတအိမ်လုံးတိမ့်တိမ်ခါသွားလေသည်ဤဒီတို့ကကိုကွန်း၏ဖြစ်ခဲ့သည်များသောအကြောင်းအရာများဖြစ်ရာလောကကြီးကိုသူစိတ်နာသည်မှာဘာကြောင့်ဟုဒီစာကိုအားလုံးနားလည်ကြမယ်ထင်ပါသည်ဤအချိန်ကမိုးတစ်ဖြိုက်နှစ်ဖြိုက်ကျသောအချိန်ဖြစ်သည်ထို့ကြောင့်ဒေါ်ရန်ကလေးရှိမြေကြီးမှာဆွတ်ဆွတ်ထိုင်း၍မှုများထွက်စာပြူနေကြပြီကိုကွန်းသည်သူအိမ်တော်ကြပုံကိုပြန်၍တွေ့မိသည်သူအိမ်တော်ကြသည်မှာမကြလာသည်ပါအများသူငါကဲ့သို့ပင်ဖြစ်ပါသည်သို့သောယခုသူပြန်၍စဉ်းစားလိုက်သောအခါသူမိန်းမသည်အများတကာကဲ့သို့စက်ယုံအလုပ်ယုံတွင်လောက်ကိုင်းစားတောက်ရသည်မှာစင်းရဲပင်ပန်းလှ၍ခြေမွေးမိမလောင်လက်မွေးမိမလောင်ဖြစ်ရလျောက်သူ့ကိုယူခြင်းဖြစ်သည်ဤကဲ့သို့ရေးသားခိုးသည့်မိမစားမျိုးသည်လေးလုပ်ငန်း၌အတူတကွပူပေါင်းကူညီရမည့်ဝတ္တရားကိုနားလေတတ်သည်မဟုတ်သူ၏ဝတ္တိမှာပြောခြင်းပါခြင်းသည်အိမ်နီးပါခြင်းတို့နှင့်ဝိုင်းဖွဲ့၍စကားဖောင်းလောင်အောင်ပြောခြင်းသည်စင်စင်ရဲရဲနေထိုင်စားတောက်ရမည့်ဘဝထဲမှထွက်မရမှာကိုအလွန်စိုးရိမ်တတ်သည်လေးယောက်ျား၌အလုံးနှင့်ဆက်လျင်း၍စိတ်ညစ်နေသည်မိမကညှင်းညူလေးရှိသည်ယောက်ျားကမိမကိုအနှဲငယ်ပြပြီးထိမ့်ထိမ့်သိမ့်သိမ့်ပြောဆိုနေမိမကယောက်ျားကိုအင်မတန်နားပူသည်ဟုဆွဆွဲသည်ရှင်ကျမကိုမညာခင်တော့လို့စကားကိုကောင်းကောင်းပြောစမ်းပါဟု၍ပြန်ပြောလေရှိသည်ကိုကွန်းကကိုထိုကိုထအလုပ်လုပ်ရမည်ဟု၍သဘောပေါက်ခဲ့သူဖြစ်သည်မှန်ပါသည်သို့သောအများတကာကဲ့သို့အလွန်အမင်းချိုးချံတတ်သူကမဟုတ်အလူအရက်ပတ်စံကြိုးစားရှာတတ်ခြင်းလည်းမဟုတ်ထို့ကြောင့်အများတကာလုံးမပြည့်စုံခြင်းဤအတွင်မကျန်းပုံကဲ့သို့သောမိမသည်သူ၏အတိုင်ဝန်းထဲကိုရောက်လာသည်မကျန်းပုံသည်ကိုကွန်းရဲ့မိမကိုပွဲလန်းသမီးအပျော်ပါကိစ္စများသို့ခေါ်သွားတတ်သည်ဤကရိုးရိုးလောက်ကိုင်းစားတောက်နေသောကိုကွန်းဖို့နတ်ဆိုးဖန်းစားသည်နှင့်တူလီတော်သည်ထို့ပြင်ကိုကွန်း၏မိမ၏အတော်များအမများညီမများအကိုများမောင်များစာသည်တို့ကိုလည်းပေးရကမ်းရသဖြင့်ငွေပင်ငွေရင်းမှာ
စားစရိတ်ထဲကိုပါကုန်သည်တို့နေလည်းမပြီးသည်သူ၏ဆွေမျိုးများကချူ၍မရလျင်မရသလိုစော်ကားမော်ကားပြောကြသေးသည်ထို့ကြောင့်လည်းလုပ်ငန်းဆောင်တာများစောက်ထိုးမှုမျှဖြစ်လာသည်မိတ်လည်းပြက်သည်သူ့ဖို့တိုးတက်သည်ဟူ၍မရှိကိုကွန်ယခုကဲ့သို့အိမ်ပေါ်မှဆင်းပြေးရသည်မှာယခုတစ်ကြိမ်မျှတာမဟုတ်ပါအကြီးအကျယ်ဒေါသဖြစ်မိပြီးသည်ငါမခံနိုင်တော့ဘူးဟူ၍ဆိုကအိမ်မှဆင်းသွားခဲ့ရသည်မှာအကြိမ်ကြိမ်ရှိပြီသို့တော်ရခင်ကစိတ်ပြတ်သည်ဆိုသည်မှာယခုလောက်မဆိုးပါယခုတစ်ကြိမ်မှမူကားလောကကြီးတစ်ခုလုံးကိုပါစိတ်ပြတ်လာသည်ထိုညကထမင်းစပွဲမှာဖြစ်ပျက်ခဲ့သောအဖြစ်အပျက်ကြောင့်စိတ်ညစ်သည်လည်းဖြစ်ခြင်းဖြစ်မည်ကောင်းကင်မှာအုံမိုင်းနေသောကြောင့်လည်းဖြစ်ခြင်းဖြစ်မည်သို့သောသူအိမ်အောင်ကြပြီးသည့်နောက်ပိုင်းအလောက်ကိုင်အပေါက်လန်းမတည့်သည့်အကြောင်းကိုယခုပြန်၍စဉ်းစားလိုက်တဲ့အခါကျွေးမဆက်နိုင်၍ဒီဝါလီခံရမည်ကိုတွေးမိတော့သည်သူမိမသည်နောက်အခါကျမှနောက်မှနောက်တာရလာမိသည်ကိုဆိုလိမ့်မည်သို့သောယခုအချိန်၌မူကားကံကြမ္မာကစိတ်စော်လာပြီးဖြစ်၍မိုးနှံ့ရသောဒေါရန်ကလေးတွေသို့တယောက်တည်းရောက်လာခဲ့ရာဘဲကြီးကြီးညာကြီးကြီးကြည့်သမျှပတ်ဝန်းကျင်တွင်မိုးဝင်းကြီးများကိုသာတွေ့နေရသည်အယောင်ဝယ်ဆိုင်ကလေးကိုခင်းကျင်းလောက်ကင်စားတောက်နေရသောသူ့အဖိုးတော်မယားဖြစ်သူကအဖော်မရဘူးဟုဆိုရင်စိတ်ညစ်စရာကောင်းသည်ကိုကွင်း၏ငွေပင်ငွေရင်းများသည်စိုက်ထဲမှအားလုံးဝင်နေကြသည်ထို့ကြောင့်မိမကိုဆွန့်လိုက်လျင်သူသာအခြားတက်နေရသို့ရောက်၍အလုတ်လက်မဲ့ဖြစ်ဖို့သာရှိမည်လင်းရဲ့မရရဲ့ဖြစ်လာလျင်စိုးတူကောက်ပတ်အလုတ်လုပ်ရမည်ကိုကွန်းသည်ထိုရိုးရာအယူအဆကိုဆွဲမြဲယုံကြည်သူဖြစ်သည်သို့သောယခုဘဝမှာငိုကန်သို့ရောက်လာပြီသူကြားဘူးသမျှဆိုလျင်အုပ်ဖုတ်သမားများလင်းမယားရန်ဖြစ်ရင်လင်းကမယားကိုအုပ်ခဲနှင့်ထုတတ်သည်ဟုပြောတဲ့ကြားဘူးသည်လူကောင်ထံလောက၌လည်းယောက်ျားကမိန်းမကိုလှုပ်ကြံကြသည်ဟုဆိုသည်စာရေးစာကြီးလက်လုံလက်စားဈေးသည်များ၏လောက၌မှာတော့မယားကိုတတ်သောအမှုများဖြစ်ပွားလီရှိသည်ကိုကုန်းသည်မျက်စီထဲမှဓာလှန်တနတ်တို့ကိုပင်မြင်ရောက်မိတော်သည်ရုံပြင်ကနာရောက်သည်ကိုလည်းမြင်အောင်မိသည်ထိုအခါတတ်မဲဖြတ်မည်ဆိုသောဒေါသတရားများအတက်ငယ်ပြေးလာသည်သို့သောစိတ်မှတက်ကြွခြင်းမရှိညစ်တထက်ညစ်လာသည်ယခုသူ့အိမ်မှထွက်လာကစားဆွဲ၍ဝတ်ခဲ့သောအပေါ်အင်ကြီးသည်သူ့မိန်းမနှင့်အိမ်အောင်ကြသောနေ့ကဝဲသောအင်ကြီးဖြစ်သည်ယနေ့တိုင်အောင်ထိုမြတ်ထက်ကောင်းသောအင်ကြီးကိုဝဲမဝတ်နိုင်သည်ယခုသူလျှောက်လာသောဒေါရန်ကလေးဆိုသည်မှလည်းအခြားမဟုတ်ရီးစားဘဝကသူ့မိန်းမနှင့်အတူလမ်းလျှောက်လေးရှိသောဒေါရန်ကလေးဖြစ်သည်ထိုအချိန်မှစ၍အရင်းအနှီးထူထောင်ရန်တပြားစုနှစ်ပြားစုနှင့်ချိုးချံ၍စုခဲ့သည်ညကားစားတုန်းကမျှော်လင့်ချက်တွေအများကြီးရှိခဲ့သည်သို့သောယခုတစ်မျိုးဖြစ်လာသောအခါအဘဲသို့သောနှက်များဒေဝများကိုကိုကွန်းလာ၍ကြရပါမည်နီထို့ကြောင့်လောကကြီးထဲမှမနေခြင်းဟူ၍တွေးမိလေသည်အေးတွင်ခြောက်ကပါနီးသို့ရောက်လာလျင်ထွဲကကိုကွန်းသည်ချောင်းထဲကိုခုန်ချလိုက်လျင်ကိစ္စငြိမ့်မည်ဟူ၍ပင်တွေးမိသည်ဤသို့တွေးရင်ခဏ၌ခရမ်းရောင်မှုဝင်ကလေးတစ်ပွင့်ကိုမြင်လိုက်လေသည်သူတွေးစကမှုကိုမှုမှန်းမသိပတ်စံထည့်ထားသောတရေအိတ်ကလေးဟုအောက်မ၍ကောက်ယူကြည့်သည်ထိုအခါမှခရမ်းရောင်ရှိသောမှုဝင်မှန်းကိုသိရသည်မှုဝင်ကိုမြင်ကနေကစားကောင်းသောမှုမဟုတ်တောက်တတ်သောမှုဟုသိလိုက်ရသည်ထိုမှုမျိုးမှာချွဲကြည့်ကြည့်ပြောင်းလဲလက်နေအနက်မှလည်းချင်းဆုပ်ဆုပ်ဖြစ်သည်တောက်တတ်သောမှုမှန်းကိုသိသောအခါအစိတ်တောက်၍တည်ရန်ဟူသောအတွေ့ကိုတွေးမိလေတော့ဟူသည်ထို့ကြောင့်မှုဝင်ကလေးကိုလက်မှခံ၍အတန်ကြာတွေးနေသည်မှုနဲ့မှအလွန်ပြင်းသည်သို့သောဩကလေးဆန်စရာကောင်းသောအနက်မျိုးတော့မဟုတ်ချေသူသည်မှုဝင်အပေါ်ရန်လွှာကိုခွာကြည့်သည်အရေးကိုကွာနေသောအောက်ခံအသားမှာနုနှစ်ယောက်ကဲ့သို့ဖြူးနေသည်ကိုတွေ့ရသည်စက္ကန့်အနည်းငယ်ကြာသောအခါနုနှစ်ယောက်သည်စိမ့်လဲလဲအယောင်သို့ပြောင်းသွားသည်ထို့ကြောင့်မှုဝင်ကိုအပိုင်းပိုင်းချိုး၍ကြည့်ပြန်သည်အယောင်မှာထိုကဲ့သို့ပင်ပြောင်းသည်ကိုကုန်းကထုံးမသည်အလွန်ကိုထူးဆန်းလှစေကလားဟုတွေးမိသည်သူငယ်ငယ်ကသူ့အဖေကမိုးသည်တေလောက်အောင်အစိတ်ပြင်းသည်ဟုပြောလေရှိသည်ဆုံးဖြတ်စရာရှိရင်အေးချိန်သည်ဆုံးဖြတ်ရန်အကောင်းဆုံးဖြစ်ပေသည်
ထို့ကြောင့်အပြီးပိုင်းဆုံးဖြတ်လိုက်မည်ဟုကိုကုန်းကတွေးသည်ထို့နောက်ကိုကုန်းသည်မှုတ်ပွင့်ကိုလက်နှင့်ဆက်၍အပိုင်းစားကလေးများကိုမြေးကြည့်သည်အစားနာကလေးကပါသည်ဆိုရုံများကိုသာမြေးကြည့်ခြင်းဖြစ်ပါသည်အရာသာမှဆူဆူရှာရှာဖြစ်ခြင်းကြောင့်ချက်ချင်းထွေးထုတ်ပြသည်ထို့နောက်ရှားပေါ်တွင်ပူရှိန်ရှိန်ဖြစ်လာသည်ထိုအခါအရာသာကိုလည်းကောင်းစွာသိရပေမည်အရာသာမှမုံလာဟုအစိမ်ကိုပါးပါလှီး၍ငရုတ်ကောင်းမှုန့်မုံညင်းမှုန့်စသည်တို့နှင့်ဖြူ၍စားရသောအရာသာနှင့်တူသည်ထိုရသာကိုရှာပေါ်၌ခံစားရသောခဏ၌ကိုကုန်းသည်စိတ်ထဲတွင်ဘလုံးပထွေးနှင့်မြို့ချလိုက်သည်သူထိုရသာကိုကြိုက်မကြိုက်မပြောတတ်ပါတတိမထားပင်မြို့ချလိုက်ခြင်းများသာဖြစ်သည်ထို့ကြောင့်နောက်ထပ်မို့ကိုမြေးကြည့်ပြန်သည်အရာသာမှမစိုးပါကောင်းပါသည်သူသည်ယခုအခါတိမ်မင်းနှင့်စိန်ခေါ်နေပြီမဟုတ်ပါလားဤစိန်ခေါ်သောအလုံ၌သူစိတ်ကတန်းတန်းဆွဲဖြစ်နေပြီဖြစ်၍သူ့၌ကြုံတွေ့နေရသောဒုက္ခကိုတည်ကမေ့သွားသည်ထို့ကြောင့်ထပ်မံ၍တကိုက်တိုက်ပြီးကြည့်နေမှုဝင့်ကိုပလုံးပြေပလောင်ပြေစားလိုက်တော်သည်မကြာမီလက်ဖြားခြေဖြားထုံလာသည်နှလုံးသွေးလျက်ဆက်ဆက်ခုန်သည်နားတွေကလည်းဦးသည်မှာဆက်ခုတ်တန်းကိုကြားရသောလားဟုထင်မှတ်ရလီတော်သည်ထိုအခါကိုကုန်းသည်ပတ်ဝန်းကျင်ကိုစောင်းငယ်ကြည့်မိသည်ယခုအခါသူသည်ခြေမခိုင်တော့ပြီနောက်ထပ်ခရမ်းရောင်မှုများပေါက်ရာမြေတကွမ်းစီသို့ခြေတလန်းချင်းလှမ်း၍ချင်းကပ်သည်ကိုကုန်းကတဲကောင်း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 စသဖြင့်အာလီရှာလီနှင့်မိမိဘာသာမိမိပြောနေသည်ထပ်စားလိုက်ဦးမယ်ဟူ၍လေပြောဆိုနေပြန်သည်မကြာမီရှေ့သို့ဟတ်ထိုးလဲလေသည်သူသည်မိုးပင်များကိုလက်ဖြင့်လှမ်း၍နှုတ်လိုက်သေးသည်သို့တော်မစားဖြစ်ကြလောကကြီးကိုမေ့၍တွားလေသည်ယခုကကိုကုန်းသည်မိမိကိုယ်ကိုလူးလျင်၍ဖုတ်ဖက်ခါပြီးထားလိုက်ပါသည်သူသည်မိမိဘာသာမိမိအံ့ဩ၍မဆုံးဖြစ်နေပြီသူသည်သူ့နှစ်ဖူးကိုလက်နှင့်တုပ်သည်တစောင်းတစ်ခုဖြစ်တာအမှန်သို့တော်ဘာဖြစ်မှန်းလည်းမသိတစ်ခုကိုတော့ကောင်းစွာသိသည်ယခုသူရခင်ကလိုထုံထုံထိုင်းထိုင်းမဟုတ်တော့ပြီတွားလက်ပေါ်ပါ၍စိတ်ရွှင်လာသည်လဲချောင်းမူကပို့သည်သို့တော်စိတ်ထဲမှာကလိကလိနေမှုရဲခြင်းသည်သူသည်ရှေးရခင်ကအလွန်ထိုင်းမှန်ခဲ့ပူပါသလားရှေးကအမြဲလိုပင်ငိုင်းနေတတ်သည်ဟုဆိုပါရင်ယခုကိုကုန်းမငိုင်းတော့ပါသူသည်တရင်တရိုင်နှင့်ထားသည်ကမ္ဘာလောကကြီးကိုပြုံးရကြည့်သည်သူယခုတစတစနှင့်တတိရလာပါပြီသို့တော်ခေါင်းထဲမှာတတိတ်ထိန်နှင့်မြည်နေတော့မို့တတိပြန်ကောင်းလာပြီဟုမစုံဝင်သေးပါအိမ်မာတို့ကသူတို့ကပြောခြင်းသည်ဟုဆိုကြသည်သို့တော်သူနှင့်စိတ်ချင်းသဘောချင်းမတိုက်ဆိုင်ကြသည်ထို့ကြောင့်စကားများကြသည်စင်စစ်သူတို့ပြောသည်မှမှန်သည်ပျော့ပျော့နှင့်တေခဲ့မဟုတ်လားယခုသူအိမ်ကိုပြန်မည်သူတို့နှင့်အားလုံးတင်မြအောင်လုပ်မည်သူတို့စားဖို့မှုကိုလည်းခူးသွားမည်မှုနီးလည်းရှိသည်အဝလည်းရှိသည်အပြောက်ပြောက်လည်းရှိသည်ရှေးကကိုကုန်းသည်ထိုင်းခဲ့သည်မှိုင်းခဲ့သည်ယခုကအကြောင်းကိုသိပြီရွှင်ရွှင်ပျော်ပျော်ဖြစ်အောင်နေတော်မည်အားလုံးအလိုက်တဲ့နေထိုင်မည်သူဝင်လာသောအင်းကြီးကိုပြောင်းပြန်လှန်၍ဝတ်လိုက်လျင်အလွန်ရည်စရာကောင်းလိမ့်မည်အင်းကြီးပြောင်းပြန်ဝတ်ပြီးတက်ချင်းကလေးတကြောကြောနှင့်အိမ်ပြန်ရောက်လျင်ထိုနေ့ညနေခင်းဖို့သူ့အိမ်သူအိမ်သားများပျော်လွန်၍တဟဟဖြစ်ကုန်ကြမည်ကိုကုန်းအိမ်မှထွက်သွားသောအခါမကျန်းပုံသည်တက်ချင်းကြီးရမှခဏရက်၍ကိုကုန်းမိမကိုပြောသည်ဘာမဟုတ်တာလေးနဲ့ကိုကုန်းကရန်လုပ်တယ်ထိုအခါကိုကုန်းမိမကဧည့်သည်ဘက်သို့လှည့်၍ကိုကလားရဲ့ရှင်မြင်တဲ့တိုင်းပဲသူ့ကိုပေါင်းရတာဘလောက်ခက်တလဲဟုဆိုသည်ဧည့်သည်ဖြစ်သူကိုကလားကကိုကုန်းဟာလက်လွတ်စပယ်ပြောတတ်တဲ့လူပဲအဲဒီလိုသတ်မှတ်သည်ကိုကုန်းမိမကဆက်၍ကိုကုန်းဟာကို့အချင်းတွေကိုနားမလည်ဘူးဒါကြောင့်ကျမစိတ်ညစ်ရတယ်သူဟာသူဆိုင်ငန်းကလွဲပြီးဒီပြင်ဘာမှစိတ်မပါဘူးကျမကအပေါင်းအသင်းကလေးနဲ့နေခြင်းနဲ့ကို့အစင်တန်းနဲ့လိုက်အောင်ဝတ်ဖို့စားဖို့ဝဲခြင်းချမ်းခြင်းနဲ့အိမ်သုံးစရိတ်ထဲကထုတ်ပြီးဒေါ်လီမိုလီကလေးတွေကိုဝဲခြင်းနဲ့အဲ့ဒါလို့ဆိုရင်သူနဲ့ကျမကစကားများကြပါဘောချိုးချမ်းဖို့လဲပြောပြောနေတယ်လှုပ်ဖို့ကိုင်ဖို့ကြိုးပမ်းဖို့စကားကြီးပဲအဲ့ဒါတွေပြောပြီးညမအိတ်နိုင်ဘူးကျမနဲ့ပတ်သက်လို့ငွေတစ်ချက်တစ်ပြားအပေါ်မကုန်ရအောင်နဲ့ထိုအခါကိုကလာက
ယောက်ျားဆိုတာမိန်းမကိုတကယ်ချစ်ရင်မိန်းမအတွက်အနစ်နာခံရမယ်ကျုပ်တော့မိန်းမယူရတော့မယ်ဆိုရင်ဟန်တီပန်တီမနေနိုင်မယ်မယူသေးဘူးကိုကနေရမပြတ်မိန်းမယူရင်တကူကောင်းကြံရရောက်မှာပေါ့ယောက်ျားဆိုတာမျိုးဟာတုံတိုက်တိုက်ကန်းတိုက်တိုက်ဘလို့ပဲလောက်ရကိုဘာသာကိုလှုပ်တင်နေမိန်းမကိုဆွဲမထည့်ရဘူးဟူ၍ဆိုသည်သူစကားပြောပုံမှာသူရီမှန်းထားသောမတ်ချမ်းပုံကိုရည်ရွယ်၍ပြောနေပြီးတကယ်သို့ရှိသည်ဤတင်တွင်မတ်ချမ်းပုံကပြောလိုက်သည်မှာကျုပ်တို့အဲ့ဒီလိုပြောတာသဘောမတူနိုင်ဘူးယောက်ျားဆိုတာမျိုးဟာမိန်းမရဲ့အကူအညီလဲလိုအပ်တာပဲတခုတော့ရှိတာပေါ့ယောက်ျားဟာမိန်းမပေါ်မှာသဘောထားမသိရဘူးဟူ၍ဖြစ်သည်အောင်မဲညီကမသိလို့ကိုအကြောင်းဆော့ဆော့ကကျုံမသိခဲ့တာကျုံမိတ်တာပဲကျုံမအဖေရှိသေးလို့ပေါ့အဖေသာမရှိရင်ကျုပ်တို့လက်ထပ်ပွဲမှာအိုက်ခရင်အောင်မှကျွေးရမှာမဟုတ်ဘူးဟုကိုကွန်းရဲ့မိန်းမကသူ့ယောက်ျားစီစီပုံကိုပြောပြလေသည်ထိုစကားကိုကြားရသောအခါကိုကလာကအမေကိုကွန်းကဒီထိဆိုးတာကိုဟုပြော၍အံ့ဩသွားလေသည်ကိုကွန်းကငွေကိုအလကားမဖြုံခြင်းမူသူအရင်ဒီကိုဆူရစောင်းရအောင်မယ်လို့ပြောသဖြင့်အိမ်မှာတစ်ပတ်တစ်ခါကျမကိုကူညီဖို့အိမ်ပေါ်တော့ငှားပေးတာမဟုတ်ဘူးကျမဟာကျမအတင်းလူငှားရတာပေါ့ပြီးတော့လဲရှင်ငွေနေပတ်သက်လို့တွက်ရချက်ရတာလေတဒုက္ခပါပဲငါတို့ဒီနှစ်မှာခက်ခဲကကြော်ရင်နောက်နှစ်6မှာပဲလို့ပြောတတ်တယ်ကျမကဒီနှစ်ခက်ခဲကကြော်မယ်ဆိုရင်ကြော်နိုင်ပါတယ်ဒါပေမဲ့လို့နောက်နှစ်ကျတော့လဲရှင်ဟာအခက်ခဲကြော်နိုင်ရင်လို့ပြောဦးမှာပဲရှင်လိုသာချိုးချံရမယ်ဆိုရင်ကျမကထမင်းအငတ်ခံရဖို့ပဲရှိတယ်ဒီတော့လေကျမမအယိုးပေါ်အရေးတင်နဲ့ကမထမ်းရုံပေါက်နေမှာပေါ့ရှင်ကျုပ်ကိုကြုံလို့ယူထားတာလားအမလီကြုံခံခြင်းနဲ့ကောင်းမတွေအများကြီးပါပဲကျုပ်လိုဂုံနဲ့သည်နဲ့မိမမျိုးကိုတော့ကြုံလို့မရဘူးအဲဒါလို့ကျမကသူ့ကိုပြောလိုက်တယ်ကိုကိုရဲ့မိမသည်ဤကဲ့သို့ကိုကုန်းအကြောင်းကိုမိကရွဲ့ကပြောပုံကိုနောက်ထပ်အကျေမချေတော့ပါကိုကုန်းကိုယခုကဲ့သို့အားရပါရရှုတ်ချပြောဆိုပြီးသည့်နောက်ကိုကုန်းမိမနှင့်ဧည့်သည်နှစ်ယောက်တို့သည်ထွေရလေးပါစကားစမြည်ပြောကြသည်ကိုကုန်းမိမကမိဘဆောင်နှင့်သို့ဝင်၍လက်ဖက်ရည်ဖြောနေစဉ်မကျန်းပုံကကိုကလားထိုင်သောကလထိုင်လက်တင်ပေါ်တွင်တတ်ထိုင်၍ကိုကလားကိုမြူသည်ကိုကုန်းမိမမိဘဆောင်နှင့်မှပြန်ထွက်လာသောအခါအင်္ဂရီမပြတ်ကောင်းစွာနေသည်သို့သောကိုကုန်းမိမသည်သူ့ကိုအကြောင်းကိုသိ၍တယောသည်ထိုနောက်လက်ဖက်ရည်ပိုင်းတွင်အားလုံးထိုင်ကြမည်အပြူတွင်ကိုကုန်းပြန်လာသောအတန်ကိုကြားလိုက်ရတော့သည်ဟော့တော့ကျုပ်အိမ်ဦးနဲ့ကြီးတော့ပြန်လာပြီသွားတော့ကတော့ဟိန်းလို့ဟောက်လို့အပြန်ကျတော့နရွက်လေးကိုကုတ်ပြီးတော့ပြန်လာတယ်ဟူ၍ကိုကိုမိမကစီး၍ဆိုသည်ဤခဏ၌ကလထိုင်ကြီးဝုန်းကနေလေးတန်ကိုကြားရသည်ထိုနောက်၌ကခြေတံရှုပ်ရှက်ကိုကြားရသည်တကားလေးပွင့်လာသောအခါကိုကုန်းပေါ်လာသည်သို့သောရခင်အိမ်မှထွက်သွားသောမဟုတ်တော့ကြီးအင်းကြီးပိုသည်ဘတ်သည်နှင့်အိမ်ထောင်ထဲတွင်မှုံများပါလာသောကိုကုန်းဖြစ်သည်အေးကြီးမှငကိုတိုင်းမဟုတ်ပြောင်းပြန်လည်၍ဝတ်ထားသောအင်းကြီးဖြစ်သည်အပြင်စင်ပြောင်းလဲယုံများမကမျက်နှာထားကလည်းတစ်မျိုးပြောင်းနေသည်မျက်နှာမှာဖြူဖက်ဖြူရောမျက်လုံးကပြုတ်ဆောင်ဆောင်နှာခမ်းကလည်းရွတ်တက်တယ်လူကလည်းအငိမ့်မနေခုံလိုက်ပေါက်လိုက်နေပျော်ရင်တို့ပျော်တယ်ဟိတချင်းဆိုရင်းနဲ့ဝင်လာသည်ရိုးရိုးတတန်းပြောကြပါကြတာဘာဖြစ်သေးသလဲကကြဟိခုံကြဟိဟုပြောဆိုပြီးပြီးချွတ်နှင်း၍ကလဲသည်ထိုအခါကိုကွန်းရဲ့မိမကကိုကုန်းဟုတစ်ချက်များသာအော်နိုင်ပြီးလျင်ဗဇက်အဟောင်းသားနှင့်သူ့လင်းဖြစ်ရင်ကိုကြည့်သည်ဟေးလက်ဖက်ရည်တောက်ရအောင်မလားကောင်းတယ်ဟေးဟုကိုကုန်းကဆိုသည်မကျန်းမုံကမူးလာတဲ့နှင့်တူတယ်အေဟုအတန်တူတို့နှင့်ညီသည်သို့တော်မျက်နှာဖြူဖက်ဖြူရောဖြစ်၍မျက်စိမျက်စံပြူးနေသောအရက်မူးပုံမျိုးကိုသူ့ရှိကမတွေ့ဘူးကြီးကိုကုန်းကသူယူလာသောခံရရောင်မှုံပွင့်တဝင်းကိုကိုကလားသို့လှမ်း၍ပေးသည်စားလို့တိတ်ကောင်းစားကြည့်အေးအချိန်ထိကိုကုန်းကမြူနေပါသည်သို့သောကိုကုန်းမိမနှင့်ဧည့်သည်တို့ကသူ့ကိုအထိတ်တလန့်နှင့်ဝိုင်း၍ကြည့်နေကြသည်ကိုမြင်လိုက်ရတဲ့အခါကိုကုန်းဒေါသဖြစ်လာသည်ကိုကုန်းသည်ထိုခဏ၌သူ့အိမ်မှရန်ဖြစ်ပြီးထွက်လာခဲ့ရသည်ကိုပြန်၍တတိယလီတော့မပြောတတ်
ရှေးကတခါမှအော်ကျဲဟစ်ကျဲမပြောဘူးတော့သူကယခုကြဲလောက်မှလောက်နှင့်စုပူစိမ်မောင်လေသည်ဟေးဒီအိမ်ဟာငါအိမ်မှာငါရှင်ပြေမယ်ငါကစားဆိုရင်စားမှကြိုက်တယ်ဟုပြောရင်သူ့မိုးများကိုဝေချမ်းပေးသည်ကိုကုန်းသည်ခတ်တီတီနှင့်ရက်နေသည်သူ့ဒေါနှင့်မောနှင့်အော်တော်လေအော်သည်ဟုမထင်ရလောက်အောင်အိမ်တရီကောင်းလာသည်ကြမ်းတမ်းသောအမူအရာမရှိယခုကိုကလား၏ဇာတိပေါ်လေသည်သူသည်ကြောက်တတ်သည်ကိုကုန်းမျက်လုံးထဲမှဒေါသမီပွင့်နေသည်ကိုသူကရင်မဆိုင်ရဲ့ထို့ကြောင့်သူကလတ်ထိုင်ကိုဖယ်၍ကိုကိုကျုံကျုံကိုင်ပြီးလျင်တစ်ဖက်သို့လှည့်ပြေးလေသည်ထိုအခါကိုကုန်းကကိုကလားနောက်သို့တဟုန်ထိုးလိုက်သည်မချမ်းပုံကအမလေးဘာလေးနှင့်အတန်ကိုညှိ၍အော်ပြီးလျင်တကားပေါက်စီသို့ပြေးထွက်လေသည်ကိုကုန်းမိမမချမ်းပုံနောက်သို့ပြေးလိုက်သည်ကိုကုန်းကပြေးလာသူတို့ကိုရှောင်းကရှားကအလုံများနေစဉ်လက်ဖက်ရည်စပွဲကြီးဂျွန်းတို့မှောက်ခုံနှင့်လဲသွားလျာပကံများဂလောင်ကလွန်နှင့်ကွဲကြကုန်သည်ဤအတွင်းကိုကုန်းကိုအတင်းတွက်သည်ကိုကလားသည်ရုံးကန်၍မိဘဆောင်ဘက်သို့ဝင်ပြေးသည်သူ့မျက်နှာမှာမှုန်ဝင်များကဲ့ရဲ့သာပါသွားသည်ဤအတွင်းကိုကုန်းမိမကသူ့ကိုတကားပြီးဖမ်းကြပါဟုပြောလိုက်သေးသည်သို့တော်သူ့နာမှာကိုပေါ်လောင်ဘက်တယောက်မှမရှိတော့ကြမချမ်းပုံကိုရိုင်းကအိမ်ရှိတကားပွင့်နေသည်ကိုမြင်၍တကားပေါက်မှဆင်ဝင်သို့ထွက်ပြေးပြီးလျင်တကားကိုအပြင်မှနေ၍ပိတ်လိုက်သည်ကိုကလာကမိဘဆောင်ထဲသို့လွှာကနေရောက်သွားသည်ကိုကုန်းသည်ပိတ်ထားသောတကားကိုကိုလုံးနှင့်ရိုက်၍ဖွင့်ကြည့်တော့လေမရကြကိုကုန်း၏မရကအိမ်မော်ရက်သို့တက်ပြေးပြီးလျင်သူ့အိမ်ခန်းထဲကိုဝင်၍တကားပိတ်လိုက်သည်ယခုအခါရွှင်၍ပျော်နေပြီးဖြစ်သောကိုကုန်းသည်မော်တို့ကိုဇိုင်းအောင်၌ညှက်၍မိဘဆောင်သို့ဝင်ပြီးပြုတ်လေသည်ထိုအခါကိုကလားသည်မိဘဆောင်၏အဆွဲဖြစ်သောပကံခွဲရောက်ဆေးသည့်အခန်းထဲကိုဝင်၍နောက်ဖေးပေါင်းမှထွက်ရန်ကြံစီသည်သို့သောအခန်းတကားကိုမဖွင့်ရသေးမီကိုကုန်းကသူ့ကိုမိသွားလေသည်သို့သောဤခိုက်တန့်တွင်ကိုကုန်း၏ဒေါသသည်ပြေးသွားပြီးလျင်ရခိုင်အိမ်ထဲဝင်လာသားကဲ့သို့နောက်ထပ်ဥရွှင်လာဟန်တူသည်ကိုကုန်းကကိုကလားကိုတငယ်ချင်းချင်းချေကျွမ်းဝင်သောအမှုအရာဖြင့်ဖက်လဲတကယ်ပြူလေသည်ကိုကုန်းကသူ့မိုးများကိုကိုကလားအားအတင်းကျွေးသည်ကိုကလားကအတင်းရုံးကန်သဖြင့်မျက်နှာမှာမှုန်ဝေးများဖြင့်ပေချမ်းကုန်လေသည်ဤတွင်ကိုကုန်းသည်မိမိဧည့်သည်ကိုအားနာလာ၍သူ့မျက်နှာကိုစေးကြောတုပ်တင်ပေးသည်ကိုကလားကလည်းသူ့အိမ်ရှင်အယူထပုံကိုအလိုက်တင်တီးခံမည်ဟုတွေးပြီးလျင်တီးခံ၍နေတော့သည်ထို့နောက်ကိုကုန်းလည်းကိုကလားကိုအဝိစာတက်တက်ရရဖြစ်အောင်ပြုပြင်ပေးပြီးလျင်နောက်ဖေးပေါင်းမှနေ၍လွတ်လိုက်သည်အေးအချိန်တွင်အိမ်ရှိတကားကိုမတ်ကျန်းပုံကပိတ်ထားသဖြင့်ထိုညနေပိုင်း၌ကိုကုန်းမှာမိမိအိမ်ထဲတွင်မိမိအပိတ်ခံနေရသည်ထို့နောက်ကိုကုန်းသည်မိဘဆောင်ထဲကိုဝင်လာပြီးလျင်သူ့မိမမိရချမ်းထားလျင်တောက်ဖို့ထားသောစိန်ရင်အရက်ပလင်းကိုမင်္ဂလာဆောင်တုံးကသူ့မိမကိုလက်ဖွဲ့သောပကံနှင့်လေပင်ကိုရိုက်ချိုး၍ဖွင့်ပေးသည်မကုံကုံအောင်တောက်သည်ပကံကွဲ၍ဆူဆူညံ့ညံ့ဖြစ်သောအခါကိုကုန်းကပျော်စရာကောင်းသည်ဟူ၍ပင်ထင်လိုက်တော့သည်ထို့ကြောင့်ဟစ်အော်၍တချင်းကိုဆိုသည်အေးရေးခင်မြဖြစ်ပွားရာ၌သွေးထွက်တန်ယိုဖြစ်နေသည်ဟုဆိုရမှာအရက်ပလင်း၏လေပင်ကိုရိုက်ချိုးစဉ်ကကိုကုန်းလက်၌ပလင်းခွဲရှာသောအချက်တစ်ချက်သာရှိသည်ဟေးမင်းနဲ့ငါနဲ့နှစ်ယောက်ချင်းမို့ပြောရအောင်မေမင်းပြောသလိုကြီးပဲမဟုတ်သေးဘူးကွာငါမိမဆော့ဆော့အားဆိုရင်အတော်သွေးကြီးမွေးကြီးဖြစ်နေတာမိမဆိုတာခတ်တယ်ကွယ်အလိုပြဟုတ်ရဲ့လားမင်းမသိပါဘူးဆော့ဆော့အားဆိုရင်မိမိဟာအင်မတန်အသုံးဆွဲကြည့်တယ်ငါ့ကိုလည်းလူမထင်ဘူးကွာသူကငါအင်မတန်ယူရခဲ့ပါတယ်ဒါပေမဲ့ငါကလူကြီးကွာဒီတော့သူကငါ့ကိုသူ့အလုပ်ကျွေးကိုပြုတ်ဖို့တတ်တတ်ပဲလို့အောင်းမိတယ်ငါအိမ်ဆိုတာတာလျံစီးရကြနေတာပဲသူ့ဆွေမျိုးတွေသူ့တငယ်ချင်းတွေအားလုံးဟာငါအိမ်မကြီးတယုံယုံနဲ့စားကြတောက်ကြတယ်ပွဲလန့်ရှိလို့အားလက်ပလားဆိုရင်ငါဆိုင်လာပြီးတချင်းဆိုသူကစိုးကသူကအဲဒါလိုလို့တော့အလုံးဟာအလုံးနဲ့မတူတော့ဘူးမိတ်ပြတ်တယ်အကိုရဲ့ကျွန်တော်တော့ဒီလိုဖြစ်လိမ့်မယ်လို့တခါမှမထင်မိဘူးအေးမင်းကသာမထင်မိတာဖြစ်နေတာကတော့ဒီတိုင်းပဲကွဒီတော့ငါကမင်းမီးကိုပြောရတယ်
ရှင်မရဲ့ငါကတဟင်းမဟုတ်ဘူးဒီတော့မင်းကိုဖူးဖူးမုံမထားနိုင်ဘူးမင်းကိုငါယူတာကကိုပေါ်တော်ဘက်ရအောင်ယူတာဒီတော့ငါကိုကူညီပြီးတော့လုပ်ငန်းကိုကြီးပွားအောင်လုပ်ပေးရမယ်အဲဒီတော့ငါကပြောတာကိုသူကလက်မခံချင်ဘူးလေဒီတော့ငါကထပ်ပြီးတော့ပြောရတယ်ဟဲ့ရှင်မငါကတော့လူအေးပါပဲဒါမဲ့ငါစိတ်ထလာရင်မင်းခတ်လိုက်မယ်နော်လို့တတိပေးပါရဲ့နေဒါနဲ့လေသူကဂရုမစိုက်ဘူးအဲဒီနောက်ဘာဖြစ်ကြသလဲဗျမိမဆိုတာဒီလိုကြည့်ပါပဲငါကလူအေးဆိုတော့ငါစိတ်ထလာမယ်ဆိုတာကိုသူကမယုံဘူးပေါ့ကွာတို့ညီကိုချင်းနှစ်ယောက်ထဲမှပြောအောင်မယ်သူ့လိုမွေးမြမျိုးဟာလင်းကိုမလေးစားဘူးယောက်ျားကကြောက်အောင်လုပ်ထားမှကြောက်ရမှန်းသိတယ်ဒီတော့ငါကလည်းအကြောင်းပြရတာပေါ့တနေ့မှဂျမ်းမုံဆိုတဲ့ကောင်မရဲ့သူ့အကောင်နဲ့ဇုံတွဲခုတ်ပြီးတော့ငါ့အိမ်ကိုလာကြတယ်မင်းမီးကဖိတ်လို့လာတာပေါ့ဒီတော့ငါနဲ့သူတို့နဲ့စကားများကြရောဒီတော့ငါအကြောင်းပြလိုက်ရတာပေါ့ငါကအိမ်ကနေခဏထွက်လာပြီးသူတို့ကိုဘယ်လိုလုပ်ရမလဲလို့စဉ်းစားတယ်ပြီးတော့အိမ်ပြန်ပြီးဒင်းတို့နှစ်ယောက်ကိုဆွဲလိုက်တာပေါ့အကိုကအိမ်ကဆွဲထုတ်လိုက်တာပေါ့ဒါပေါ့ကွာငါလည်းအတော့ကိုဒေါသဖြစ်နေတော့ဟိုကောင်မကိုအသေးတက်မယ်ဆိုပြီးပြန်လာတာဟိုအကောင်နဲ့ဝင်းတို့တော့ငါအကြောင်းကိုပြလိုက်ရတာပေါ့ဟိုကောင်ကငါထပ်ဗလာကောက်ပါလေဒါပေမဲ့ဘာရမလဲငါကတွေ့သမျှရိုက်ခွဲပြီးတော့သူ့ကိုဆွဲထုတ်တယ်ဒီတော့ကောင်မကလန့်ပြီးတော့စင်ဝင်ခန်းထဲကိုဝင်ပုန်းတယ်အပြင်ကနေပြီးတော့တကားပိတ်တယ်အဲ့ဒီတော့နောက်ဘာဖြစ်သေးသလဲအဲ့ဒါနဲ့နောက်ထပ်ဘာမှမဖြစ်တော့ပါဘူးမနဲ့ကြတော့ငါမိမကိုပြောရတယ်ကဲမင်းနားလေဗလားငါစိတ်ထားရင်ဘလို့လဲဆိုတာမင်းသိပလားအဲ့ဒီလိုပြောပြီးတဲ့နောက်ငါလည်းနောက်ထပ်သူ့ကိုဘာမှထွေထွေပြောမနေတော့ဘူးငါ6ရေးဆိုရင်ဖောက်ပြီးသားပါလို့ဖြစ်လာတာပေါ့ညို့နေပါဦးအဲ့ဒီလိုလုပ်လိုက်တာလင်းနေမရတစ်တင်မြင်မြင်နေပျော်ပျော်ရွှင်ရွှင်ဖြစ်ရောလားအေးဒါပေါ့မိမဆိုတာမရနေစားကြောက်တီမှာကွာအဲ့ဒါလို့သာငါနှိမ်မထိုက်ရင်ကိုနေခါမှာငါအလောက်ကပြက်ပြပြီးတော့ငါလည်းအိမ်တကာလဲပြီးတော့တောင်းရန်စားတောက်နေရမှာပြီးတော့မှသူ့မှာလဲတညီညီတညူညူနဲ့သူ့မျိုးတွေကလည်းဆူဆူပူပူငါ့ကိုလည်းသူ့ယူလိုက်လို့ဆင်းရဲရပါကောဆိုပြီးတော့ပြောကြအောင်မယ်သူတို့အကြောင်းကိုငါကသိတယ်ကွာခုတော့မင်းမြင်တဲ့အတိုင်းပဲအလောက်ကိုင်းဖြောက်มาတယ်မင်းပြောသလိုပဲကြီးဝါနေတယ်မိမဆိုတာထူးဆန်းတာပဲနော်ဟုပြောတော့သည်ကိုကုန်းကမိမဆိုတာမညာရဘူးကွာဟုဩဝါဒပေးသည်အေးအတွင်းကိုထုံးသည်ကိုကုန်းအားရုတ်တရက်စကားမဆက်မေးလိုက်သည်အကိုရဲ့ဒီနားတော်အိမ်မှာမှုတွေကလည်းပေါ်မြလိုက်တာဒီမိုတွေဟာဘာများအတုံးကြသလဲဗျအင်မတန်းကိုအတုံးကြတယ်ဟုတခွန်းနဲ့ပြောလိုက်သည်ခရမ်းရောင်မှုသည်ကိုကုန်း၏မိမိဘဝလမ်းကြောင်းအတွက်ပြက်ပြက်သားသားဆုံးဖြတ်တော့အစိတ်တောက်ဖြင့်ဖန်တီးပေးခဲ့သည်ထို့ကြောင့်ထို့မှုပေါ်၌ကိုကုန်း၏ကျေးဇူးသည်ကြီးမားလာပေသည်ယခုကိုကုန်းပြောလိုက်သောစကားသည်ဘာမှမကြီးကျယ်တော့လဲမှု၏ကျေးဇူးကိုဆိုလိုက်သောစကားပင်ဖြစ်တော်သည်